Xiaomi FRB all model ကို credit ဝယ်ပြီးတော့ကိုယ်တိုင်ဖြုတ်လို့ရအောင်ကျွန်တော်ပြောပြပေးမယ်နော်2တွေကအများကြီးရှိတယ်ကျွန်တော်တို့နာမည်ကြီးတဲ့ GOP 2တို့ FCK 2တို့ထက်ဈေးသက်တာတော့ကျွန်တော်ပြပေးမယ်နော်ကျွန်တော်စီမှာ credit လာဝယ်လဲကျွန်တော်ကဘယ်2တွေသက်တာလဲဆိုတော့ကျွန်တော်ပြောပြပေးတယ်နော် GOP 2ဆိုရင်ကျွန်တော်တို့ credit က5 credit ကျွန်တော်တို့1 credit ကို9000ရောက်မယ်ဆို2000ခွဲပေါ့နော်အဲ့လိုဆိုတော့2000ခွဲမကုန်ဘူး18000လောက်နဲ့ဖြုတ်လို့ရမယ်2တွေကျွန်တော်ပြပေးမယ်နော်ဒီမှာ Google Chrome မှာ Xiaomi Service 2ဆိုရိုက်ရှာလိုက်နော်ကျွန်တော်တို့တက်တာနဲ့ဟာတော့ပြပေးတာပဲပြီးဒီမှာ register ဆိုတာလေးရှိတယ်ဒီကနေပြီးတော့ကျွန်တော်တို့အကောက်ဖွင့်လိုက်နော်အကောက်ဖွင့်လိုက်ကို user name နဲ့ password တော့မှတ်ထားပေါ့အကောက်ဖွင့်ပြီးရောဒီမှာတို့ဒီမှာ download ဆိုတဲ့နေရာမှာဒီအောက်နည်းနည်းဆွဲလိုက်ဒီ Xiaomi Service 2ရဲ့ကျွန်တော်တို့ဒီမှာဟိုပါပေါ့ FRB အတွက်ဒီကောင်လေးကို down လိုက်နော်ဒီ download cloud ကိုနှိပ်ပြီးဒီမှာဒီ cloud လေးကိုနှိပ်ပြီးတော့ down လိုက်နော် down ရင်ကျွန်တော်တို့ကဘယ်ပုံစံရမယ်ဆိုတော့ဒါမျိုးလေးရလိမ့်မယ်ဒါကျွန်တော် zip ဖြီမယ် zip ဖြီပြီးရင်ဒီကောင်ကို run လိုက်ပါနော်ဒီကောင်လေးကို run မယ်အဲ့မြင်ကျွန်တော်တို့ကဒီပုံစံလေးရမှာပေါ့နော်ဒီပုံစံလေးရပြီးဆိုဒီမှာအကောက်ထည့်ပြင်ကျွန်တော်တို့ဒီမှာချက်စာပါအောင်နှိပ်ဒီမှာစာပါ online ပြနေလိမ့်မယ်နော်စာပါ online ပြမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ credit စစ်မယ်ချက် credit နော် credit စစ်မယ်ကို့မှာရှိတယ်ဆိုရင် credit ကျွန်တော်မှာ1 credit ပဲရှိတယ်နော်ပြီးရင်ကျွန်တော်တို့ကဖုန်းကိုrocker body စိုက်လို့မှုဝင်လိုက်နော်Mi assistant မို့ဝင်တော့ကြိုးထိုးပြီးရင်ကျွန်တော်တို့ဒီမှာ pay info တစ်ချက်နှိပ်မယ်pay info နှိပ်လို့ဒီအောက်မှာ info ပေါ်လာတယ်ဖုန်း model တွေပါပေါ်တယ်ဆိုရင် reset FRB ကိုတစ်ချက်ပဲနှိပ်ပြီးတော့ဖြုတ်လိုက်တာနဲ့ FRB တော့ပြုတ်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကဒီအောက်မှာuser data FRB လောဒီမှာ area FRB လောဆိုပြီးတော့ပြသွားပြီဆိုရင်ဒါ okay သွားပြီပေါ့နော်ပြုတ်သွားပြီဒီကောင်လေးကလက်ရှိမှာဈေးသက်တာတယ်ဈေးသက်တာတယ်ဆိုတာဈေးကဘယ်လောက်လဲဆိုရင်ကျွန်တော်တို့ FRB တစ်လုံးကိုဘယ်လောက်ရှိလဲဆိုတော့ FRB တစ်လုံးမှာကျွန်တော်တို့3 credit ပဲရှိတယ်3 credit ဆိုရင်ကျွန်တော်တို့ဒီ1 credit ကို9000ဆို1000ခွဲပဲကြာမယ်1 credit 6000နဲ့ရောင်းနေဆိုရင်တော့18000ပဲကြာမှာပေါ့နော်အဲဆိုတော့ကိုယ်တိုင် credit ဝယ်လို့အဆင်ပြေတယ်ဆိုရင်ကိုယ့်ဘောက်ကိုဝယ်လို့အဆင်မပြေဘူးဆိုကျွန်တော်စီမှာ credit လာဝယ်လို့ရတယ်ပေါ့နော် FRB တစ်လုံးကို2000မကျော်ဘူးလက်ရှိဈေးပေါ့နော်2000မကျော်ဘူး1000ခွဲ18000နဲ့ရပါတယ်ကျွန်တော်ဒီမှာလာဝယ်လို့ရတယ်ပေါ့နော်ဒီ credit တွေကိုကိုယ်တိုင်ဝယ်ကျင်တာရောင်းကျင်တာ unlock 2တို့လိုမျိုး mobile C2 တို့လိုမျိုးပြီးရင် diagram 2တွေကျွန်တော်တို့ဖုန်း service နဲ့ပတ်သက်တဲ့ဒီ2တွေမှန်သမျှကိုရောင်းကျင်တာဝယ်ကျင်တာပြီးရင်မိကောက်လော့တွေ official ဖြုတ်ချင်တာတွေတခြား Tecno ID Tecno MDN တွေ Samsung FRB server တင်တာတွေအဲ့လိုမျိုးတို့ server မသက်တွေပြီးရင် iPhone နဲ့ပတ်သက်ပြီး SN ဝယ်တာတွေဒီ iPhone FMI order တွေ official order တွေကိုသိကျင်တယ်ဆိုရင်လည်းကျွန်တော် special class အနေနဲ့ဖွင့်ထားတယ်လာ join လို့ရတယ်ပေါ့နော်